ငယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီမနေ့အတွက်ကိုကျွန်တော်နှစ် site ပေါ့နော်ပြီးခဲ့တာတစ် site ကတော့လွဲတယ်နောက်တစ် site ကတော့ကျွန်တော်ထိပ်စီးပေါ့နော်ထိပ်စီး83ည3ထိပ်စီးနဲ့ကျွန်တော်တို့နောက်ကကျွန်တော်83ဆိုပြီးတော့နောက်ပိတ်ပေးတယ်တကယ်တမ်းကတော့ရှောက်ပေါ့နော်ဒီမှာ power ကြီးပဲပြီးခဲ့တဲ့အတွက်ကျွန်တော်ကလည်းဒီမနေ့နှလုံးပေါင်းချင်း8ဆိုတော့နောက်ပိတ်ကိုကျွန်တော်က83 power နဲ့ပဲထည့်ပေးလိုက်တယ်ပေါ့နော်တကယ်တမ်းကျွန်တော်တို့နှစ်ခက်ပါတွဲယူလိုက်မယ်ဆိုရင်ကျွန်တော်တို့83တစ်ဆိုရင်ကျွန်တော်တို့ပေါက်ကနန်းပါတယ်ပေါ့နော်ပေါက်ကလေးပါတယ်ဒါကတော့ကန်တရားပေါ့ဗျာမတတ်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ဒီညနေအတွက်ကိုကျွန်တော်ကနန်းလေးတွေနည်းနည်းမျှဝေပေးမယ်ပေါ့နော်ညနေကတိတ်တော့မများဘူးကနန်းလေးတွေကအောင်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်နှစ် site ပြပေးမယ်ပေါ့နော်နှစ် site ကကျွန်တော်ပထမတစ် site ကကျွန်တော်ဘယ်ကစပေးလဲဆိုတော့ကျွန်တော်တို့ဒီ3လုံးပေါင်းချင်းပေါ့နော်3လုံးပေါင်းချင်း283ညဆိုတော့ကျွန်တော်တို့ဗာကြလဲဆိုတော့3ညခွန်5ဆိုတာကကျွန်တော်တို့ break ပေါ့နော်ကျွန်တော်တို့ break နဲ့သူ့ရဲ့ key ပေါ့နော်သူကတပင်ကျော်ခွန်2ဆိုတာကျွန်တော်တို့ one chain အနေနဲ့ကျွန်တော်တို့ပြန်ရိုက်တယ်ကျွန်တော်တို့ဗာကြလဲဆိုသူ့တပင်မှာခွန်2 one chain နဲ့ကျွန်တော်တို့5 break ဆိုပြီးပြန်ကြောက်ပါတယ်ပေါ့နော်အဲ့တော့နောက်တစ်ပင်မှာကျွန်တော်တို့3ည23ဆိုတော့ကျွန်တော်တို့5ပေါ့နော်5ဖြစ်တဲ့အတွက်ကျွန်တော်5 3ည3 break နဲ့ကျွန်တော်တို့တပင်ကျော်80ကone chain ပြန်ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်80 one chain နဲ့ကျွန်တော်တို့5 break ဆိုပြီးတော့8တလုံးနဲ့5 break ဆိုခွန်8လို့ထွက်တယ်ပေါ့နော်အဲ့တော့နောက်တစ်ပင်မှာကျွန်တော်တို့ဒီ3လုံးပေါင်းချင်းကကျွန်တော်3ခွန်8ဆိုတော့ကျွန်တော်တို့8ဖြစ်တဲ့အတွက်8 3 1 break ပေါ့နော်8 3 1 break ကိုသူ့တပင်ကျော်2 3 one chain နဲ့ကျွန်တော်တို့ဗာကြလဲဆိုတော့နှစ်နဲ့ကျွန်တော်တို့ break ဆိုပြီး9နှစ်ကြတယ်ပေါ့နော်နောက်တစ်ပင်ကြတော့ကျွန်တော်တို့8 9နှစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့က9ပေါ့နော်ပြီး9 6 4ပေါ့9ဆိုတော့9 6 4 break နဲ့သူ့တပင်ကျော်ခွန်8 one chain ပေါ့နော်ခွန်8 one chain ကိုကျွန်တော်တို့ဗာကြလဲဆိုတော့ခွန်နဲ့ကျွန်တော်တို့6 break ဆိုပြီးကြာပါအဲ့တော့နောက်တစ်ပင်မှာမနေ့ကညနေရပေါ့နော်ကျွန်တော်တို့6နဲ့2နဲ့ပေါင်းချင်း8ဖြစ်တဲ့အတွက်ကျွန်တော်တို့8 3 1 break ပေါ့နော်8 3 1 break ကိုသူ့တပင်ကျော်one chain ပေါ့နော်92ကပြန်ပြီး one chain နဲ့ one chain နဲ့ကျွန်တော်တို့9နဲ့ကျွန်တော်တို့3 break 4 9ဆိုပြီးထွက်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီညနေအတွက်ကိုဒီ3လုံးပေါင်းချင်းပေါ့နော်9 9 8 8 4ဆိုတော့ကျွန်တော်2ဖြစ်တဲ့အတွက်ကျွန်တော်တို့2ခွန်4ဆိုတဲ့ break ပေါ့နော်2ခွန်4 break နဲ့သူ့တပင်ကျော်one chain ကျွန်တော်တို့ခွန်9နဲ့ခွန်9 one chain နဲ့ကျွန်တော်2ခွန်4 break ဆိုရင်ဘာတွေရမလဲဆိုတော့ခွန်5ကျွန်တော်တို့90ပြီးရင်ခွန်ပေါ့နော်ပြီးရင်9နဲ့ဆိုရင်ကျွန်တော်တို့93 98 95ပေါ့နော်ကျွန်တော်တို့ကနန်း6ကွက်ရမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့တစ် site ပေါ့နော်โอเคကျွန်တော်တို့နောက်တစ် site ကကျွန်တော်တို့ဒီကနေပြီးတော့စပြီးတော့ပေးတယ်ပေါ့နော်သူကထိပ်စီးမှုလေးတွေပေါ့နော်ဒီနှလုံးပေါင်းချင်းကျွန်တော်တို့ထိပ်စီးနှလုံးပေါင်းချင်း6ခွန်8 9ပေါ့နော်ကျွန်တော်တို့6ခွန်8 9အညိပေါ့ကျွန်တော်နှလုံးထိပ်စီးနှလုံးပေါင်းချင်း6ခွန်8 9အညိဒါရှော့ပဲပေါ့နော်ပေးလာတာဒီမှာနှလုံးပေါင်းချင်း3ည8ဖြစ်တဲ့8 6ခွန်6ခွန်8 9ညိတယ်ပြီးနှလုံးပေါင်းချင်းခွန်နှလုံးပေါင်းချင်း9ပြီးနှလုံးပေါင်းချင်းခွန်6ခွန်8 9အညိပဲပေါ့နော်အဲ့တော့ဒီညနေတော့ကကျွန်တော်တို့ထပ်ပေးဦးမယ်ဆိုရင်ကျွန်တော်တို့3ထိပ်စီးကြားတဲ့အတွက်ကျွန်တော်6ခွန်8 9ဆိုရင်ကျွန်တော်တို့ဗာထိပ်စီးဖြစ်မလဲဆိုတော့3 4 5 6ပေါ့နော်ဒါနှလုံးပေါင်းချင်း6ခွန်8 9ပေါ့နော်အဲ့တော့3 4 5 6 3 4 5 6ထိပ်ပေါ့နော်3 4 5 6ထိပ်ကိုကျွန်တော်တို့ကဗာနဲ့ကတ်ရမလဲဆိုတော့ဆိုတော့ကျွန်တော်တို့ one chain ပေါ့နော် one chain တော့ရှောက်ပေးလာတာရှိတယ်အဲ one chain နဲ့လည်းကတ်လို့ရတယ်ကျွန်တော်တို့မကတ်ရင်လည်းသူ့ရဲ့ဒီကနေစပေးတာပေါ့နော်သူ့ရဲ့ power တစ်လုံးပြန်ကြတယ်သူ့ရဲ့ power တစ်လုံးပြန်ကြတယ်ပြီးရင်သူ့ power ပြန်ကြတယ်ပြီးရင်သူ့ power ပြန်ကြတယ်ပြီးရင်သူ့ power ကြတယ်ပြီးရင်သူ့ power ပြန်ကြမယ်ဆိုရင်ကျွန်တော်တို့4 9ပေါ့နော်4 9နဲ့လည်းကျွန်တော်တို့ကတ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ခွန်9နဲ့လည်းကျွန်တော်တို့ကတ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ခွန်9 one chain ကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဒီညနေအတွက်ကိုအဲ့တော့ဘာကနန်းနေရမလဲဆိုတော့ကျွန်တော်တို့3 4sorry ခွန်9 one chain နဲ့ပေါ့နော်ခွန်9 one chain နဲ့ဆိုရင်ကျွန်တော်တို့3ခွန်4ခွန်5ခွန်6ခွန်ပြီးရင်3 9 4 9 5 9 6 9ပေါ့နော်ကနန်းကျွန်တော်တို့က4 6 8ကွက်ကနန်း8ကွက်ဒီကောင်ကတော့အားကြမလို့ဘူးပေါ့နော်ထိပ်စီးမှုရဆိုရင်တော့ကျွန်တော်ပြီးရင်ကျွန်တော်တို့ဒီ break နဲ့ကိုက်မယ်ဆိုရင်ကျွန်တော်2ခွန်4 break နဲ့ဆိုရင်ကျွန်တော်ထိုးစရာပါရှိမယ်ဆိုတော့5ခွန်ရှိမယ်
ကျွန်တော်9 9ရှိမယ်3 9ရှိမယ်အဲ့တော့ဒီမှာတော့ကြိုက်တာပါတော့ကြိုက်လဲဆိုတော့ကျွန်တော်တို့9 9 9 5ပေါ့နော်9 9 9 5ကြိုက်တယ်ပြီးရင်ပါကြိုက်လဲဆိုတော့3 9ကြိုက်တယ်ပြီးရင်9 5ကြိုက်တယ်ပေါ့နော်အဲ့3ခွက်ကတော့ဒီညနေအတွက်ကိုကျွန်တော်ညီကောင်မတွေစိတ်ဝင်စားတယ်ဆိုရင်စော့ကြည့်ပေါ့နော်ကျွန်တော်တို့ကစောစောက3 4 5 6ထိပ်ဆိုရင်ကျွန်တော်တို့ထိုးရမှာကsorry 5ခွန်ပြီးရင်3 9 5 9ပေါ့နော်ဒီ3ခွက်ကလည်းကျွန်တော်တို့ကနန်းတက်ဒီမှာတော့ကြိုက်နေတဲ့အတွက်ပေါ့နော်နှစ်ဆိုင်တော့ကြိုက်နေတဲ့အတွက်ဒီ3ခွက်ကတော့ကျွန်တော်တို့ main အနေနဲ့တင်ထားပြီးတော့စော့ကြပါပေါ့နော် okay ဆိုတော့ကျွန်တော်တို့လောက်ပဲเนาะဒီညနေအတွက်ကတော့အားလုံးပဲအစီအပြေကံကောင်းကြပါစီဗျာနောက်ဆုံးပဲအေးနဲ့လွန်နဲ့ညပါစီ